ဆီယာမတယောက်ဖြစ်နေဖြတ်တန်းလာခဲ့တာ18နှစ်တောင်ရှိသွားခဲ့ပြီဒါဟာကျမဘဝအတွက်ကြိုတင်စီစဉ်ခဲ့တဲ့လမ်းစဉ်တော့မဟုတ်ခဲ့ဘူးပေါ့ဒါပေမဲ့ဒီခီးလန့်တစ်လျှောက်မှာဆီယာမဆိုတဲ့အလုပ်ကကျမရဲ့ဖြစ်တည်မှုတစ်ခုဖြစ်လာခဲ့ပါတယ်သင်ကြားရေးလောကဟာဘယ်တော့မှမချုံးမွေ့ခဲ့ပါဘူးကိုဗစ်ကရောဂါဆက်ရောက်လာတော့လဲကလေးအရေးအတွက်ကန့်သက်တာတင်ကြားမှုပုံစံတွေပြောင်းလဲတာစတဲ့မရည်ရတဲ့အခက်အခဲတွေကြားကနေကျမတို့တွေဆက်လက်တင်ကြားပို့ချနေခဲ့ကြရတယ်။အဲ့ဒီအချိန်မှာကျမအနေနဲ့ငါတို့ဒါကိုယ်တော်ရှင်တန်ကျော်ဖြတ်နိုင်ခဲ့ရင်နောက်ထပ်ဘလို့စင်ခုံမှုမျိုးကိုမဆိုရင်ဆိုင်ကျော်ဖြတ်နိုင်မှာပါဆိုတဲ့ယုံကြည်မှုတစ်ခုရခဲ့ပါတယ်။အခက်အခဲတွေကအဲ့ဒီမှာတင်ရပ်တန့်သွားတာမဟုတ်ပါဘူး။ကျမရဲ့လက်သွဲဖော်ဆရာမတွေနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့မိသားစုတွေဟာလည်းမမြင်နိုင်တဲ့ဒုက္ခပေါင်းစုံကိုရင်ဆိုင်နေကြရတယ်။ကလေးတွေလည်းတောကပူပန်မှုမျိုးစုံနဲ့စာသင်ခန်းကိုရောက်လာကြရတယ်။ကျမကိုယ်တိုင်လည်းဘာလန်းညွန်ချမ်းမှမရှိတဲ့အမောင်တုထဲမှာစံတော်ဝါနဲ့စာသင်နေရတယ်လို့ပါပဲ။နှစ်ပေါင်းများစွာအသင်းကျမဘဝမှာဒီလောက်ထိအထီးကျန်တယ်လို့မခံစားခဲ့ဘူးပါဘူး။ကျမစိတ်ထဲမှာအမြဲတွေးမိရဲ့ငါရဲ့လုံတဲ့အတွေ့အကြုံတွေက18နှစ်တောင်ရှိနေရပဲ။ဒါပေမဲ့ဘာဖြစ်လို့အဲ့ဒီအတွေ့အကြုံတွေမလုံလောက်တယ်လို့ခံစားနေရတာလဲလို့ပေါ့။လို့ဖို့ကန်ဖတ်တယောက်ကကျမစီကို link လေးတစ်ခုပို့ပေးခဲ့တယ်။သူကဒါလေးကိုဖတ်ကြည့်လိုက်ပါအောင်။တူတူလေးပါလို့ပဲပြောခဲ့တယ်။အဲ့ဒါကဆောင်းပါးတူလေးတစ်ပုဒ်ပါ။ကျမတို့လိုပံ့ပိုးမှုအားနည်းတဲ့ကြားကနေရုန်းကန်နေရတဲ့စေတနာဝန်ထမ်းဆရာမတွေနဲ့ရရအခြေပြုစာတင်ကျောင်းကဆရာမတွေအတွက်ရည်ရွယ်ပြီးရေးထားတာပေါ့။ကျမရဲ့ရင်ထဲမှာခံစားနေရတဲ့မရေရာမှုတွေအာရုံကုန်ခန်းမှုတွေနဲ့ကလေးတွေအတွက်တခုခုမဖြည့်ဆည်းပေးနိုင်လို့ဖြစ်ပေါ်နေတဲ့အပြစ်ရှိစိတ်တွေကိုအဲ့ဒီဆောင်ပါကကွက်ကွက်ကွင်းကွင်းပုံဖော်ပေးခဲ့ပါတယ်။ဘဒုကိုမှထုံမပြောနိုင်ခဲ့တဲ့ကျမရဲ့ခံစားချက်တွေကိုတယောက်ယောက်ကအကုန်ချရေးပေးထားသလိုပါပဲ။ကျမရဲ့လုံးဖော်ကင်ဖက်ကအဲ့ဒီဆောင်ပါအကြောင်းအတူတူဆွေးနွေးကြဖို့အကြံပေးခဲ့တယ်။အဲ့ဒါနဲ့ပဲကျမတို့အဲ့ဒီဆောင်ပါလေးကိုပဲအတူဖတ်ကြဆောင်ပါမှာပါဝင်တဲ့မတိနားမလဲတဲ့အကြောင်းအရာတွေကိုအတူဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ကျမကကိုမသိသေးတဲ့အရာတွေအပေါ်မှာပဲအာရုံရောက်နေခဲ့မိပါတယ်။ဒါပေမဲ့လို့ဖော်ကင်ဖက်တဲ့စကားပြောဖြစ်တဲ့အခါကျမှသူတို့လည်းကျမလိုပဲမသိတာတွေရှိနေကြတာကိုသိလိုက်ရတယ်။အဲ့ဒီအချက်ကပဲကျမကိုတမျိုးတစ်ဖုံခွန်အားဖြစ်စေခဲ့ပါတယ်။ကျမတို့အားလုံးဟာအမောင်ထဲမှာလမ်းစာကိုအတူတူရှာဖွေနေကြတာပဲမဟုတ်လား။ဒါဟာတကယ့်ကိုထူးခြားတဲ့တိုးတက်ပြောင်းလဲမှုကြီးတစ်ခုပါပဲ။ကျမတို့ဆောင်းမတွေကိုအတူတူဖတ်ကြမိခွန်းတွေကိုဆွေးနွေးကြပြီးဘယ်ရာတွေကအဆင်ပြေတယ်ဘယ်ရာတွေကတော့အလုံးမဖြစ်ဘူးဆိုတာတွေကိုအချင်းချင်းဖလှယ်ခဲ့ကြတယ်။တယောက်စီကနေတယောက်အများကြီးသိင်ယူခဲ့ရပါတယ်။ချိန်ကြာလာတဲ့အခါမှာတော့မြန်မာ Teacher Platform ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကိုကျမပို့ပြီးနားလည်လာခဲ့ပါတယ်။ကျမတို့လိုဆရာမတွေအတွက်သင်ခန်းစာတွေလေ့လာရုံနဲ့မကပဲအချင်းချင်းလက်တွဲချိတ်ဆက်နိုင်မဲ့အဝန်းအဝန်းလေးတစ်ခုကိုပါတိစောက်ပေးထားတာပါ။ဆရာမတွေဟာကိုယ့်ရဲ့ရုန်းကန်နေရမှုတွေကိုရင်ဖွင့်တိုင်ပင်ကြတယ်။အဆင်ပြေခဲ့တဲ့အတွေ့အကြုံတွေကိုမျှဝေကြတယ်။ပြီးတော့ကိုယ်စာသင်ခန်းရဲ့ပဂတိအခြေအနေနဲ့ကိုက်ညီမဲ့အဖြေတွေကိုအတူတူကဝိုင်းဝန်းရှာဖွေကြတဲ့ခိုလုံရလေးတစ်ခုဖြစ်လို့နေပါတော့တယ်။ဖြည်းဖြည်းချင်းပဲအရာအလုံးကပြန်လည်စတင်လာခဲ့ပါတယ်။အရင်ကလိုအခြေအနေမျိုးတော့မဟုတ်တော့ဘူးပေါ့။ဒါပေမဲ့ကျမကိုယ်တိုင်ကလည်းအရင်ကကျမမဟုတ်တော့ပါဘူး။ကျမတို့အဖွဲ့ထဲမှာအရင်ကကျမခံစားခဲ့ရတယ်လို့တွေ့ကြုံခံစားနေရတဲ့ဆရာမတယောက်ရှိတာကိုသတိထားမိတယ်။အဲ့ဒါကြောင့်အရင်ကကျမကိုလို့ဖော်ကင်ဖက်ဆရာတယောက်ပို့ပေးဘူးတဲ့ link လေးကိုပဲသူ့စီပို့ပေးလိုက်တယ်။ဒါလေးကိုဖတ်ကြည့်လိုက်ပါဦး။တူတူလေးပါပဲလို့ပြောရင်းနဲ့ပေါ့။